နှစ်ရက်လုံးကော်ဖီပဲတောက်မယ်ဆိုရင်နောက်ဆုံးမှာမင်းခန္ဓာကိုယ်ဘယ်လိုဖြစ်မလဲ ဒီလို what if video တွေဘာလို့လူတွေဇက်တိုက်ကြည့်နေကြတာလဲအားလုံးပဲမင်္ဂလာပါလမ်း AI မြန်မာ YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အစောကတင်ကြည့်ခဲ့တာက AI နဲ့ဖန်တီးထားတဲ့ what if timeline video တစ်ခုပါဒီလိုဗီဒီယိုမျိုးတွေဟာ YouTube Short TikTok နဲ့ Facebook Reel တွေမှာအရန် viral ဖြစ်နေပြီး viewer retention လည်းအရန်မြင့်ပါတယ်ဘာလို့လဲဆိုတော့ day by day progression တွေနဲ့လူတွေကိုဇက်တိုက်ကြည့်ရှင်အောင်ဆွဲဆောင်နိုင်လို့ပါပဲဒါကြောင့်ဒီဗီဒီယိုမှာတော့ဒီလို skeleton AI ဗီဒီယိုကိုအစကနေအဆုံးထိဘယ်လိုဖန်တီးရမလဲဆိုတာကိုပြပေးသွားမှာပါကဲစလိုက်ကြရအောင်ပထမဦးဆုံးအနေနဲ့ ChatGPT ကိုသွားပါဝိုင်းပြထားတဲ့မျက်နှာကြောင်းကိုနှိပ်ပါမောကိုနှိပ်ပါ app ကိုနှိပ်ပါ GPTs ကိုနှိပ်ပါ search bar မှာ skeleton လို့ရိုက်ရှာလိုက်ပါအများကြီးရှိတဲ့အနက် skeleton video generator 5K ကိုရွေးနှိပ်လိုက်ပါ generate skeleton AI video ကိုနှိပ်ပါအခုလိုလေးပေါ်လာရင် generate skeleton AI video မြန်မာဘာသာဖြင့်ပူးတွဲဖော်ပြရန်ကိုဖြည့်ပြီးပို့လိုက်ပါခေါင်းစဉ်10မျိုးပို့လာပါလိမ့်မယ်မကြိုက်သေးရင်မောလို့ရိုက်ပို့လိုက်ပါမတူညီတဲ့ခေါင်းစဉ်10မျိုးထုတ်ပေးပါလိမ့်မယ်ဤနည်းတိုင်းပဲ idea အသစ်တွေကိုထုတ်ခိုင်းနိုင်ပါတယ်ကျွန်တော်ကတော့နံပါတ်9ဖြစ်တဲ့ What happen if you drink only coffee for 7 days 9ရက် coffee ပဲတောက်ရင်ဘာဖြစ်မလဲကိုရွေးလိုက်ပါမယ်ဗီဒီယိုဖန်တီးဖို့ hot day script တွေနဲ့ video print တွေကိုထုတ်ပေးလာပါပြီပထမဦးဆုံး open hotshot ရဲ့ print ကို copy ယူပါ Google Flow မှာပုံသွားထုတ်ပါမယ်ပုံထုတ် setting မှာ image အရေအတွက်4ကိုရွေးပြီးလိုချင်တဲ့အချိုးကိုရွေးလိုက်ပါ image 4ပုံထုတ်ရတဲ့အကြောင်းရင်းကတော့ရွေးချယ်စရာရှိအောင်လို့ဖြစ်ပါတယ် copy ကူးလာတဲ့ print နဲ့ပုံကိုထုတ်လိုက်ပါ skeleton character မကြိုက်သေးရင် reference ယူဖို့ထုတ်ထားတဲ့ပုံရှိတယ်ဆိုရင်အဲ့ဒီပုံကိုထည့်လိုက်ပါအစောက print နဲ့ပဲပုံထပ်ထုတ်လိုက်ပါအစဉ်ပြေဆုံးပုံကိုမှတ်ထားပါ day 1 print ကို copy သွားယူပါအစောကရွေးထားတဲ့အစဉ်ပြေဆုံးပုံကိုဖိပြီး animate ကိုနှိပ်ပါ day 1 print ကိုထည့်ပါဗီဒီယိုထုတ်မှာဖြစ်လို့ setting ချိန်ပါဗီဒီယိုအရေအတွက်တစ်ကိုရွေးပါဗီဒီယိုထုတ်ပါ day 2 print ကို copy သွားယူထားပါဗီဒီယိုရလာပြီဆိုစစ်ပါပြီးရင်အစောကပုံကိုပဲဖိပြီး animate ကိုနှိပ်ပါ day 2 print ကိုထည့်ပါဗီဒီယိုထုတ်ပါ day 3 print ကို copy သွားယူပါဗီဒီယိုရလာပြီဆိုစစ်ပါပြီးရင်အစောကပုံကိုပဲဖိပြီး animate ကိုနှိပ်ပါ day 3 print ကိုထည့်ပါဗီဒီယိုထုတ်ပါ day 4 print ကို copy သွားယူပါဗီဒီယိုရလာပြီဆိုရင်စစ်ပါပြီးရင်အစောကပုံကိုပဲဖိပြီး animate ကိုနှိပ်ပါ day 4 print ကိုထည့်ပါဗီဒီယိုထုတ်ပါ day 5 print ကို copy သွားယူပါဗီဒီယိုရလာပြီဆိုစစ်ပါပြီးရင်အစောကပုံကိုပဲဖိပြီး animate ကိုနှိပ်ပါ day 5 print ကိုထည့်ပါဗီဒီယိုထုတ်ပါ day 6 print ကို copy သွားယူပါဗီဒီယိုရလာပြီဆိုစစ်ပါပြီးရင်အစောကပုံကိုပဲဖိပြီး animate ကိုနှိပ်ပါ day 6 print ကိုထည့်ပါဗီဒီယိုထုတ်ပါ day 7 print ကို copy သွားယူပါဗီဒီယိုရလာပြီဆိုစစ်ပါပြီးရင်အစောကပုံကိုပဲဖိပြီး animate ကိုနှိပ်ပါ day 7 print ကိုထည့်ပါ
video ထုတ်ပါ final result print ကို copy သွားယူထားပါ day 7 video ရလာပြီဆိုစစ်ပါပြီးရင်အောက်က extend ကိုနှိပ်ပါ final result print ကိုထည့်ပြီး video ထုတ်ပါဗီဒီယိုရလာပြီဆို download Fullclit 720p ကိုရွေးပြီး download ဆွဲနိုင်ပါပြီ day 1ကနေ day 6ထိဗီဒီယိုတစ်ခုချင်းစီကိုလည်းတစ်ခါတည်း download ဆွဲထားခဲ့ပါဗီဒီယိုအတွက်ပြီးပြီဆိုရင် ChatGPT ကိုပြန်သွားပြီး script ကိုမြန်မာလိုရေးပေးပါတစ်ခုချင်းစီအတွက်6စက္ကန့်စာပါလို့ပို့လိုက်ပါသူထုတ်ပေးတာကတိုတယ်ထင်တဲ့အတွက် script ကို day 1တစ်ခုချင်းစီအတွက်6စက္ကန့်စာရေးပေးပါလို့ထပ်ပို့လိုက်ပါမယ် script တွေရလာပြီဆို Google AI Studio မှာအတန်ထုတ်ဖို့အတွက် Google AI Studio TTS Master Pro နဲ့ရလာတဲ့ script ကိုပေါင်းပြီး Gemini မှာတွားထုတ်ပါ Google AI Studio TTS မသုံးတတ်သေးဘူးဆိုရင်တော့ comment က YouTube video မှာတွားရောက်လေ့လာနိုင်ပါတယ် video အရင်ရှည်သွားမှာဆိုလို့အတန်ထုတ်တာ video editor တော့မပြတော့ပါဘူး video edit ဖို့အစဉ်လိုက်ဖော်ပြပေးပါမယ်ဗီဒီယိုတွေနဲ့အတန်ဖိုင်တွေကို CapCut, InShot, VN, KineMaster စတဲ့ video editing app တွေမှာအစောကပြထားတဲ့အတိုင်း edit လိုက်ရင်အခုလိုဗီဒီယိုလေးရလာပါပြီတစ်ချက်လောက်ကြည့်လိုက်ကြရအောင် နှစ်ရက်လုံးကော်ဖီပဲတောက်မယ်ဆိုရင်နောက်ဆုံးမှာမင်းခန္ဓာကိုယ်ဘယ်လိုဖြစ်ဒီ1ကော်ဖီကစွမ်းအားပေးတယ်မင်းအရန်တကြွပြီးအလုပ်လုပ်ချင်ဒီနှလုံးခုန်မြန်လာတယ်လက်တွေတုံပြီးမတည်ငြိမ်တော့ day 3မင်းအိမ်မပြောတော့ဘူးညလုံးမျက်လုံးဖွင့်လျက်ပဲနေရတယ် day 4ဘိုက်အောင်ပြီးမအဆင်ပြေတော့ခန္ဓာကိုယ်ရည်တက်ယုံနီးလာတယ် day 5စိတ်ပူပန်မှုတက်လာတယ်ခန္ဓာကိုယ်တုန်ခါပြီးမထိန်နိုင်တော့ဘူး day 6ပင်ပန်းနွမ်းနိုင်မှုအပြင်းထန်ဖြစ်လာတယ်ကော်ဖီတောက်နေတော့လေစွမ်းအားမရှိတော့ဘူး day 7ခန္ဓာကိုယ်ပျက်စီးလာတယ်စိတ်လည်းမရှင်းလင်းတော့ဘူးနောက်ဆုံးမှာဒီလုံးဝပင်ပန်းနွမ်းနိုင်ပါတယ်ခန္ဓာကိုယ်လည်းအလုံးမလုံးနိုင်တော့ဘူး အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အဆင်မပြေတာရှိရင် LAN AI မြန်မာ Telegram group မှာမေးမြန်းနိုင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲ LAN AI မြန်မာကနေအရင်တင်ဆက်ပေးခဲ့တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ tutorial တွေကိုလည်းအောက်က comment section မှာစုစည်းပေးထားပါတယ်အဲ့ဒီ link တွေကနေတဆင့်အလွယ်တကူပြန်လည်လေ့လာနိုင်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်အကျိုးရှိတယ်ဆိုရင်တော့ like လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့အောင်နော်ဒါအပြင်နောက်ထပ်ဘယ်လို AI နည်းပညာတွေဘယ်လို tutorial မျိုးတွေကိုတင်ဆက်ပေးရမလဲဆိုတာကိုလည်း comment မှာရေးသွားပေးပါဦးကျွန်တော်တို့ရဲ့ဗီဒီယိုအသစ်တွေကိုလက်မလွတ်တမ်းကြည့်နိုင်ဖို့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်